အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ root ဖောက်ထားတဲ့ပုံတွေ wave money တွေ KP တွေသုံးလို့မရရင်ဘယ်လိုဖြည့်ရှင်းမလဲပေါ့နော်ဒီကျွန်တော်ရဲ့ wave တွေဝင်လိုက်မယ်ဆိုရင်အမှသူက root ဖောက်ထားတယ်လို့ပြောတယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုဖြည့်ရှင်းမလဲပေါ့နော်အဲ့ဒါလေးပြောပြပေးမှဖြစ်ပါတယ်ဒီတော့ matches တွေကိုတွားမယ် matches manager ကျွန်တော်တို့ဒီမှာထားတာတော့ဒါလေးဖွင့်လိုက်မယ်ဖွင့်ပြီးတော့ setting တွေကိုတွားပါမယ် setting တွေကိုတွားပြီးတော့ဒီ Z1 gist ကိုအဲ့ဒီကောင်လေးကိုအမှန်ချစ်ပေးမယ်ပြီးတော့ reboot တစ်ခေါက်ချပြီကျွန်တော်ကတော့ချပြီးသားဆိုတော့မလုပ်ပြတော့ဘူးပြီးတော့ရင်ဒီ hide the matches app ကိုအဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ရင်ဒီနားမှာနာမည်လေးအတူကောက်ဖြစ်ဖြစ်တစ်ခုပေးလိုက်မယ်ကျွန်တော်ကတော့ M လို့ပေးလိုက်မယ်ပေးပြီးတော့ရင် okay နှိပ်လိုက်မယ်ဒါဆိုရင် matches hide လောက်တာပြီးသွားပြီပြီးရင်တော့ setting တွေကိုပြန်သွားမယ် setting တွေကိုပြန်သွားပြီးတော့ဒီမှာကျွန်တော်တို့ဒီ configure deny list ကိုအဲ့ဒါလေးကိုနှိပ်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ wave menu ကိုအမှန်ချစ်ပေးပါမယ်ဒီ KP တွေဘာတွေလဲအဲ့လိုဖြစ်ခဲ့တယ် root ဖောက်တာပြခဲ့တယ်ဆိုရင်အဲ့လိုမျိုးပဲ list မှာတွားပြီးတော့အမှန်ချစ်ပေးရမယ်ကျွန်တော်လောလောဆယ် wave menu ပေါ့နော် wave menu ကိုအမှန်ချစ်ပေးလိုက်မယ်ပြီးတော့ရင်ရပါပြီရပြီဆိုရင်ပြန်ထွက်ပြီးတော့ wave menu ကို clear data တစ်ခေါက်လုပ်ပေးပါမယ်ဒါဆိုရင်တော့ wave menu တုံးလို့ရပါပြီဟုတ်ကဲ့အားလုံးအဆင်မပြေတာရှိတယ်ဆိုရင် comment မှာပြောခဲ့လို့ရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်